ယေရှုခရစ်တော်အဖြစ်ကောင်းကင်နိုင်ငံနဲ့သက်ဆိုင်သောမိသားစုတရားစီတိုင်းကိုမင်္ဂလာပါဒီကနေ့9ရက်4လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်သင်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကိုတွေ့၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျိုးကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ချမ်းသာကြပါဒီကနေ့ယေဖရစာအခန်းကြီး9အခန်းငယ်15 16ကိုအတူတူကဆင်ခြင်ခွင့်ရကြပါစို့ထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မည်အကြောင်းတတိပြုကြလော့ယခုနေ့ရဲ့ကာလတို့သည်ဆွေးရသောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ချစ်တယ်မလားစီများပညာမဲ့နဲ့ပညာရှိရဲ့အသက်တာအများကြီးကွာပါတယ်ပညာမဲ့တယောက်ကရရှိတဲ့အချိန်24နာရီကိုရှေ့ရေးအတွက်ဘာမှမစဉ်းစားဘဲနဲ့သူအကျိုးမဲ့စွာသူရဲ့လက်ရှိလက်တလောဖြစ်ချင်တဲ့အရာလုပ်ချင်တဲ့အရာမဟုတ်ဘူးသူကအချိန်ကုန်ခံပြီးတော့မှဒါရရှိတဲ့အချိန်ကိုအသုံးပြုလိုက်တယ်ဒါပေမဲ့ပညာရှိကြတော့ယခုအတွက်ရောရေရှည်အတွက်ရောရှေ့လာမယ့်အသက်တာအတွက်ရောသူကမိမိရဲ့အသက်တာကိုမိမိရဲ့အချိန်ကိုမိမိရဲ့ငွေကြေးမိမိရဲ့ခွန်အားကိုသူကအသုံးပြုတယ်ဆိုတော့တမန်ကျမ်းစာမှာဗာတွေ့ရလို့ဆိုတော့ပညာမဲ့ကဲ့သို့မဟုတ်ဘဲနဲ့ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မှုဖြစ်တယ်။ဘာဖြစ်လဲဆိုတော့ယခုနေ့ရဲ့ကာလကဆိုးရွားတဲ့အတွက်ကြောင့်ကာလအချိန်ကိုရွေးနှုတ်ဖို့ဖြစ်တယ်။ချစ်တဲ့မိသားစုများကျွန်တော်ရဲ့အသက်တာဒီအချိန်ကဆိုးရွားတဲ့အချိန်ကာလဖြစ်တဲ့အခါမှာကာလအချိန်ကိုရွေးနှုတ်တတ်ဖို့အမှန်တမ်းအရေးကြီးတယ်။ကျွန်တော်တို့တစ်ခါတလေဒီဖုန်းတစ်လုံးနဲ့တနေ့ကုန်တတ်တယ်။ဘာလို့မှတော့မသိဘူး။ဒါဖြစ်တတ်တဲ့အရာအခုအချိန်ကာလမှာဆိုတော့ဟိုဘက်အကြောင်းအရာကြည့်လိုက်comment reply လုပ်လိုက်အိုးအမလို့ရတော့ရှုပ်တာဆိုတော့ဟိုဈေးရောက်တဲ့သူဆိုတော့တစ်မျိုးပေါ့လေနော်ဖုန်းအပြင် online နဲ့ဈေးရောက်တဲ့သူဆိုတော့တစ်မျိုးပေါ့ဒါပေမဲ့ဈေးရောက်တာလည်းမဟုတ်ဘဲနဲ့အိုးဟိုအကြောင်းအရာကြည့်လိုက်ဒီအကြောင်းအရာနဲ့တော်တော်အချိန်ကုန်ဆိုတော့ကာလအချိန်ကိုရွေးနှုတ်ပါဆိုတာကျွန်တော်ရဲ့အချိန်ကိုဆွဲယူနေတဲ့အရာတွေမြောက်များစွာရှိတယ်ဒီအချိန်မှာဒီကာလမှာတရင်တစ်ခုတက်လာပြီအကြောင်းအရာတစ်ခုတက်လာပြီအဲ့ဒီအကြောင်းအရာပြောချင်တာကဒီလိုမျိုးအချိန်ကာလကိုဆွဲယူတဲ့အရာတွေများတဲ့အတွက်ကြောင့်ယုံကြည်သူတယောက်အနေနဲ့ပညာရှိတဲ့သူတယောက်အနေနဲ့ကျွန်တော်တို့ရဲ့ဒီအသက်တာရရှိတဲ့အချိန်ကိုရွေးနှုတ်တတ်ဖို့အမှန်တမ်းအရေးကြီးတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဆင်ခြင်ဖို့အရာတစ်ခုကဘာလဲဆိုတော့ယုံကြည်သူတယောက်ရဲ့အသက်တာကဒီလောကကြီးမှာပဲအသက်တာအဆုံးသတ်မဲ့လူမဟုတ်ဘူးကျွန်တော်တို့ကထာဝရကောင်းကင်မှာအဆုံးသတ်မဲ့သူဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ပညာရှိကဲ့သို့စစ်စစ်မြင့်မြတ်ကျင့်ဆောင်မယ်ဆိုတာကကောင်းကင်နိုင်ငံအထိတွားရမယ့်သူဖြစ်တဲ့အတွက်ကြောင့်ငါဒီနေ့လှုပ်ဆောင်နေတဲ့အရာတွေကကောင်းကင်နိုင်ငံမှာရှင်ငွေကြောက်ကောင်းစုဆောင်းနေတဲ့တကယ်ဆုလက်တရဖူစုဆောင်းနေတဲ့လူလားဒါမှမဟုတ်ဒီလောကကြီးမှာပဲငါရတဲ့အချိန်ငွေကြေးခွန်အားအစွမ်းတွေကိုငါလောကကြီးအတွက်အသုံးပြုသလားဆိုတာဆန်းစစ်ဖို့အမှန်တမ်းအရေးကြီးတယ်ဝိညာဉ်ရပညာရှိတဲ့သူတွေကမိမိရရှိတဲ့ခွန်အားအစွမ်းငွေကြေးအဲ့ဒီအရာတွေကိုယခုဘဝအတွက်သုံးသလိုယခုလက်ရှိဘဝအတွက်သုံးသလိုကောင်းကင်နိုင်ငံမှာအစဉ်အမြဲတည်သောဗိမာန်မှာလက်ခံလက်တန်သောအဆွေရှိစေခြင်းကလည်းအသုံးပြုတာဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိသားစုများတကယ်ပဲပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်တတ်ဖို့အတွက်ဒီနှုတ်ဘတ်တော်အဖြစ်မြတ်တမ်းနဲ့ဝင်လာတယ်။တင်းကိုဖျားတဲ့တိုင်းကောင်းချီးပေးပါစေ။ကျွန်တော်ဒီနေ့တန်လုံးအတွက်ဆုတောင်းဆက်ကန်နေရအောင်။ဖျားခင်ကိုရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်။ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်တတ်ဖို့အတွက်နှုတ်ဘတ်တော်အဖြစ်ကိုစကားပြောတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်။တယောက်စီတိုင်းကိုဖျားကောင်းချီးပေးတော်မူပါတကယ်ပဲမိမိရရှိထားတဲ့အခုကိုတော့ပေးထားတဲ့ခွန်အားအစွမ်းငွေကြေးဒီအမှုအရာတွေကိုဒီလောကကြီးထဲမှာပဲအကုန်လုံးအသုံးပြုဖို့မဟုတ်ဘဲနဲ့ထာဝရကောင်းကင်မှာကိုယ်လက်ခံတတ်သောအဆွေရှိစေခြင်းကမမြဲသောလောကီစည်းစိမ်ကိုသုံးဆောင်ခြင်းမိမိရရှိထားတဲ့ခွန်အားအစွမ်းကိုလည်းကိုရောဘုရားသခင်တနေ့ကျရင်ဆုလတ်တရဖူယူဖို့အတွက်တကယ်ပဲဒီလောကကြီးမှာမိမိရဲ့အသက်တာကိုယဉ်ကျေးမြုပ်နှံတတ်တဲ့ထာဝရနိုင်ငံအတွက်ဒီယဉ်ကျေးမြုပ်နှံတတ်တဲ့သားများတည်တည်ဖြစ်စေဖို့အတွက်နှုတ်ဘတ်တော်အဖြစ်ကိုရောကောင်းချီးပေးထားတဲ့အတိုင်းပဲဖော်ပြထားတဲ့အတိုင်းပဲတယောက်စတိုင်းရဲ့အသက်တာထမှာတကယ်ပဲလက်တွေလှုပ်ဆောင်ခြင်းအဖြစ်တစ်နေ့ပြန်သွားမဲ့ကောင်းကင်နိုင်ငံမှာအသက်တာထမှာကိုရောဘုရားသခင်
ပြင်ဆင်ပေးထားတဲ့အရာတွေကိုတကယ်ပဲအရယူနိုင်တဲ့တမ်းမြတ်တည်ဖြစ်ဆိုတော့လေကိုရောကောင်းချီးပေးတော့ပါတနေ့တာလုံးရဲ့အသက်ရှင်သွားလို့ရှာမှုတစ်ခုစီတဲ့အပေါ်မှာလဲကိုရဲ့ကွယ်ကဆောင်းမပို့ဆောင်ကောင်းချီးပေးလမ်းပြခြင်းကျေးဇူးပြုခြင်းကိုအရောက်တိုင်းအသီးသီးခံစားပါမည်အကြောင်းသခင်ယေရှုခရစ်နာမ၌ဆုတောင်းဆက်ကအနံပါနဲ့မြတ်တော်ရှင်ဖတ်ပြသခင်အာမင်